ပဲမင်္ဂလာရှိတော့တနင်္ဂနွေနေ့လေးပါခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးမှာတော့အခုလာမယ်ပေါ့နော်ဇွန်လစတုတ်တာပတ်တပတ်တာအတွက်ဖြစ်ပြလာနိုင်ခြေရှိတဲ့ကမ္ဘာရွှေဈေးကွက်ရဲ့ဈေးအသက်ကြအနေထားကိုတနည်းစနစ်ပိုင်းရာရှုထောင့်ရဒီပညာပိုင်းရှုထောင့်ရအောင်ကျွန်တော်တို့သတင်းချက်လက်ပိုင်းရာရှုထောင့်ရပါကျွန်တော်တို့သုံးသက်ပြောကြားပေးသွားဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်တာမှာတော့ကမ္ဘာရွှေဈေးရဈေးအကြအသင့်တင်နဲ့ပိတ်ခဲ့ပါတယ်ကျွန်တော်တို့ကမ္ဘာရွှေဈေးရဈေးအကြနဲ့ပိတ်ခဲ့တာရက်ပတ်6ပတ်ဆက်တိုက်ရှိပြီဖြစ်ပါတယ်ဒီရဘတ်6ဘတ်ဆက်တိုက်ဈေးအကြနဲ့ပိတ်ခဲ့တာမျိုးကိုကျွန်တော်နောက်ဆုံးမြင်ခဲ့ရတာက2018ဇူလိုင်ဩဂတ်စ်တုန်းကနောက်ဆုံးမြင်ခဲ့ရတာဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်10နှစ်ကျော်ကြာပြီ။ရဘတ်6ဘတ်ဆက်တိုက်ဈေးအကြနဲ့မမြင်ခဲ့ရဘူးနော်။အဲ့လိုမျိုး6ဘတ်ဆက်တိုက်ဈေးအကြနဲ့ပိတ်ခဲ့တဲ့ကမ္ဘာရွှေဈေးကလာမဲ့ဇွန်လစတုတ်တာပတ်ထဲမှာဈေးအကြနဲ့ဆက်အားကောင်းမလား။ဒါမှမဟုတ်ဈေးအသက်ပြန်လာမလားဈေးငြိမ်မလားဆိုတာကိုကမ္ဘာရွှေရဲ့ဈေးအသက်ကြချက်လေးကိုကျွန်တော်တွားကြည့်ပြီးတော့ဤပညာပိုင်းရာအရင်ဆုံးကျွန်တော်တို့သုံးသက်ကြည့်လိုက်အောင်ခင်ဗျဒီကပ္ပရွှေရဲ့ဒီကန်တယ်ချက်လေးအောင်ကျွန်တော်ကပ္ပရွှေစီကိုတပတ်တာနေထားနေကြည့်နေခြင်းဖြစ်ပါတယ်ဒီကန်တယ်လေးအတုံးတုံးအောင်ကပ္ပရွှေစီရဲ့တပတ်တာစီအတက်ကြောင်ကိုစားပြုပါတယ်ပြီးခဲ့တဲ့တပတ်တာတော့ကပ္ပရွှေစီကကျွန်တော်တို့4268စီတန်းမှာကျွန်တော်တို့တပတ်တာဈေးဖွင့်လာခဲ့ပါတယ်လက်ရှိချိန်ဒီပြီးခဲ့တဲ့တပတ်အတွင်းမှာအမြင့်ဆုံးအနေနဲ့ကျွန်တော်ဘယ်လောက်ထိတက်ခဲ့လဲမေးမယ်ဆိုရင်438နှစ်ထိတက်ခဲ့တယ်အနိမ့်ဆုံးအနေနဲ့ကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေကပေါ့နော်4121ထိကြာခဲ့ပြီးတော့လက်ပြီးခဲ့တဲ့တောက်ကြနေကတပတ်တာအပိတ်ဈေးအနေနဲ့4155စီတန်းမှာဈေးပိတ်သွားတဲ့အနေထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တပတ်တာကို6ဘတ်စတိုက်ပေါ့နော်ဈေးအကြနဲ့ပိတ်ခဲ့တာနောက်ဆုံးမြင်ခဲ့ရတာက2018ဇူလိုင်ဩဂတ်ကဆိုတာကိုကျွန်တော်ဒီမှာလက်တွေ့တက်တည်ပြပေးမှာကျွန်တော်ရှေ့က history လေးကိုပြန်ရှာပြီးတော့เนาะလက်တွေ့တက်တည်ပြပေးမှာကျွန်တော်ရှင်းနေကြပြီကျွန်တော်ဒါမမြင်ခဲ့ရရှင်းနေကြပြီဖြစ်တဲ့အခါမှာကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်တို့2018ပေါ့နော်ဒီမှာတော့နောက်ဆုံးမြင်ခဲ့ရ2018ကျွန်တော်တို့ဟုတ်တဲ့ဇူလိုင်ဩဂတ်မှာကျွန်တော်မြင်ခဲ့ရ1 2 3 4 5 6ဘတ်စတိုက်မြင်ခဲ့ရအဲ့ဒီတော့ကလေကျွန်တော်တို့က6ဘတ်စတိုက်ဈေးအကြနဲ့ပြီးတော့နောက်တစ်ပတ်မှာဈေးအသက်နဲ့ပြန်ပိတ်ခဲ့တာကိုတွေ့ရတယ်ခင်ဗျဈေးအသက်နဲ့ပြန်ပိတ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကဘာရွှေဈေးကွက်ရဲ့တစ်ဖက်ကတမိုင်းစင်လာလေးပြန်ကြည့်မယ်ဆိုများသောအားဖြင့်ပေါ့နော်များသောအားဖြင့်ဆိုတာကျွန်တော်အမြဲတမ်းတော့မဟုတ်ဗျာအမြဲတမ်းတော့မဟုတ်များသောအားဖြင့်80ရာခိုင်နှုန်းက6ဘတ်စတိုက်လောက်ဈေးအကြနဲ့ပိတ်ပြီးသွားပြီဆိုရင်နောက်တစ်ပတ်မှာဈေးအသက်နဲ့ပြန်ပိတ်လိရှိတဲ့အနေထားကိုတွေ့ရတယ်ခုနပတ်စတိုက်ဈေးအကြနဲ့ပိတ်တာမျိုးမရှိဘူးလားရှိတယ်ဒါမဲ့ရှိတော့ရှိတယ်ရှားတယ်ဆိုတဲ့အတိတ်ပဲเนาะအဲ့ဒါဆိုကျွန်တော်တို့ကအခုလာမယ့်တစ်ပတ်မှာအမြန်ဈေးအသက်နဲ့မြန်ပြန်ပိတ်မလားဒါမဲ့ကမ္ဘာရွှေဈေးရဲ့ရေရှည်တွားနေတာဒီနှစ်ထက်ပေါ့နော်ဒီနှစ်ထက်တွားနေအနေထားရအောင်ကျွန်တော်တို့ကဈေးအကျအားဆက်ရှိနိုင်သေးတယ်ဒါမဲ့ကျွန်တော်တို့ကအခုဒီဗီဒီယိုမှာဗျာနောက်လာမယ့်တစ်ပတ်တာဇွန်လစတုတ်တာပတ်တစ်ပတ်တာပဲသုံးသက်မှာဖြစ်တဲ့ခါမှာပြီးခဲ့တဲ့2018ဇူလိုင်ဩဂတ်တုန်းကဖြစ်ပျက်ခဲ့တဲ့အနေထားရဒီတစ်ပတ်မှာမြန်ကျွန်တော်ကအသက်အားအနှဲငယ်တော့မဟုတ်အသက်အားအသင့်တင်နေမယ်ပြန်ပိတ်မလားလို့ကျွန်တော်တို့သုံးသပ်မိပါတယ်ဘာလို့လဲမေးမယ်ဆိုရင်ခုနဘတ်စတိုက်ကြီးဈေးအကြနဲ့ပိတ်လိမ့်မယ်လို့တော့ကျွန်တော်မယူဆဘူးခင်ဗျအဲ့ဆိုလာမယ့်တစ်ပတ်တွင်မှာကျွန်တော်ဈေးအသက်အားအသင့်တင်ပြန်ကောင်းတာမျိုးမြင်ရနိုင်ကြများပါတယ်ဒါဘာကိုအခြေခံပြီးသုံးသပ်လိုက်ရမယ်ဆိုရှေ့ကဖြစ်ပျက်ခဲ့တဲ့အစင်လာကိုအခြေခံပြီးတော့ကျွန်တော်သုံးသပ်လိုက်ခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကကမ္ဘာရွှေဈေးကွက်ကလက်ရှိမှာဆိုရင်ကျွန်တော်တို့ကဒီမှာဒီပညာပိုင်းကကြည့်မယ်ဆိုရင်လည်းကျွန်တော်အောက်ခြေဈေးတဲ့နောက်ကိုကတ်နေပြီဖြစ်ပါတယ်အရင်ပြီးခဲ့တဲ့တစ်ပတ်ကျော်တုန်းကလည်းကျွန်တော်တို့ကအောက်ကကျွန်တော်တို့ဗျာ4000စီးတန်းနေနိုင်တာကြပြီးတော့ပြန်ကန်တက်တယ်အခုတော့ခေါ်မှာဆိုရင်လည်းကျွန်တော်တို့ကဒီမှာဆိုရင်4100စီးတန်းနာကြလာတယ်ဒါပေမဲ့4100စီးတန်းအောက်ကိုပြီးခဲ့တဲ့တောက်ကြနေကမဖောက်နိုင်ခြင်းမရှိဘူးကျွန်တော်4121လောက်ထိပဲကြပြီးတော့ပြန်ကန်တက်တယ်ပေါ့နော်4155မှာဈေးပိတ်သွားခဲ့တယ်တနည်းအားဖြင့်ကျွန်တော်ညဘက်တောက်ကြနေရပြီးတော့တောက်ကြနေရညဘက်အမေရိကန်နိုင်ငံရဲ့အားလျက်ဆိုတော့အမေရိကန်ဈေးကွက်ပိတ်လို့လည်းဖြစ်ကောင်းဖြစ်နိုင်အဲဒါကြောင့်ကျွန်တော်လာမဲ့မနေ့ဖြန့်ပေါ့နော်တနင်္လာနေ့တပတ်တာဈေးကွက်အဖွင့်ကစိတ်ဝင်စားစရာကောင်းတယ်မနေ့ဖြန့်တပတ်တာဈေးကွက်အဖွင့်မှာ4100စီးတန်းအောက်ကိုကဘာရွှေဈေးဆင်းနိုင်မလားမဆင်းနိုင်ဘူးလားအဲ့အရာကိုကျွန်တော်စောင့်ကြည့်ဖို့လိုတဲ့ခင်ဗျကျွန်တော်အများပြောမှဆိုရင်တော့ကဘာရွှေဈေးကကျွန်တော်အောက်ခြေဈေးနာကတ်လာပြီးတော့ကျွန်တော်ယူဆတဲ့အခါမှာကျွန်တော်တော့ဈေးပြန်ကန်တက်တာမျိုးတပတ်တာအနေထားအတွက်နော်တပတ်တာအနေထားရဈေးပြန်ကန်တက်တာမျိုးမြင်ရနိုင်ခြေရှိရလို့ကျွန်တော်တို့သုံးသပ်ထားတယ်ကျွန်တော်မနေ့ဖြန်ချက်ချင်းပြဈေးတက်မလို့ဆိုတာမဟုတ်ဘူးတပတ်တာအနေထားရဈေးပြန်ကန်တက်နိုင်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်လာမယ့်ဘက်ထဲမှာတော့ကျွန်တော်ကဈေးကျရင်အောက်ဈေးမှာကျွန်တော်အဝယ်အားပေးလို့ပါတယ်ဒါပေမဲ့ဒီချိန်မှာကျွန်တော်တခုတတိပြောရမှာလေကျွန်တော်ကကမ္ဘာရွှေဈေးကဈေးကျဘက်သွားနေတဲ့အခါမှာတော်တော်များများတော့ trader တွေကတော့ဒါအယောင်အတန်နေတာမှန်ပါတယ်အယောင်ဘက်လည်းလိုက်ရမှာဒါပေမဲ့ကျွန်တော်ကအမြင်ဈေးစောင့်ရောင်းနိုင်မှာကျွန်တော်တို့ပို့ပြီးအနေနဲ့ဘာလို့လဲမျိုးဆိုကမ္ဘာရွှေဈေးကကျွန်တော်ကျတဲ့အခါမှာသူကပြန်ဆွဲတင်ပြီးတော့ပြန်ကန်တက်တဲ့အနေအထားမျိုးတွေ့ရတယ်ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်6ဘတ်စတိုက်မှာပြကျွန်တော်တို့ဒီ
အလေအပတ်ဗျာဒီစတုတ်သားမြောင်းအပတ်နဲ့ပထမဆုံးအပတ်ကလွဲပြီးဆိုရင်ကျန်တဲ့အပတ်တွေမှာကျွန်တော်ကဈေးကပြန်ကန်တက်ပြီးမှတပတ်တာနေထားရပြန်ကြပြီးတော့အကြနဲ့ပိတ်သွားရင်နေထိုင်မှုတွေ့ရတယ်ပြီးခဲ့တဲ့တပတ်ဆိုလဲကျွန်တော်အပေါ်တိကန်တက်တယ်အကြနဲ့ပိတ်တယ်ကျွန်တော်တို့အဲ့လိုပဲကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့တပတ်ကျော်တော့ကလည်းနည်းနည်းပြန်ကန်တက်ပြီးတော့အကြနဲ့ပိတ်တယ်အဲ့ဒါဆိုကျွန်တော်အမြင်ပြောမယ်ဆိုကမ္ဘာရွှေစီကလာမယ့်ပတ်ထဲမှာတော့ကျွန်တော်တို့ကဈေးပြန်ကန်တက်ပြီးတော့အတက်အားအတင်တော့မဟုတ်အတက်အားအနေငယ်တော့လည်းပြီးသွားနိုင်တဲ့အနေအထားမျိုးလို့သုံးသပ်မိတယ်အဲ့ဒါကျွန်တော်တော့ဈေးကြပြီဆိုရင်အောက်ဈေးမှာကျွန်တော်တော့လာမယ့်အပတ်တွင်ပေါ့လာမယ့်တပတ်တာအတွက်ကျွန်တော်အဝယ်ကြိုက်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်ဈေးမှာဝယ်တင်လဲဘယ်ဈေးမှာဝယ်တင်လဲဆိုတာကိုကျွန်တော်တို့ကအချိန်တရက်အတိုင်းတာနဲ့ပေါ့ကျွန်တော်တပတ်တာအတွက်မှန်မှန်ပြတဲ့ကမှာအချိန်တရက်အတိုင်းတာနဲ့တွားပြီးတော့ကြည့်လိုက်အောင်ခင်ဗျဟုတ်ပြီလာမယ့်တပတ်တာအတွက်ပေါ့နော်ကျွန်တော်ကဘာရွှေဈေးကိုကျွန်တော်တို့ကဘယ်ဈေးဒီမှာကျွန်တော်အယောင်းဝယ်လုတ်တင်လဲဆိုတာကိုကျွန်တော်သုံးသပ်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့လက်ရှိရောက်နေတဲ့ဒီဈေးရနာဇုံနာဆိုလဲကျွန်တော်တို့ကဒါဆိုရင်လည်းကျွန်တော်တို့ကအဝယ်စဉ်းစားလို့ရခင်ဗျဘယ်ဒီဇုံလေးပေါ့နော်ကျွန်တော်တို့4100ရှစ်နဲ့ဗျာ4100နဲ့4156ဟုတ်ပြီဇုံနဲ့ထက်ချုံကျင်တယ်ဆိုတော့ကျွန်တော်တို့ဒီလောက်ချုံနိုင်မယ်ဗျာ4133နဲ့ဗျာ4108ကြာဈေးတန်းဆုံးမှာကဘာရွှေကိုကျွန်တော်တို့ဝယ်ဖို့စဉ်းစားလို့ရပါတယ်ကျွန်တော်တို့နီးပညာပိုင်းကအတီးပူချက်တွေပိုင်းစောင့်ကျင်တယ်ဆိုတော့ဗျာအဲ့4133နဲ့4108ကြာမှာကျွန်တော်တို့အချိန်4နာရီတိုင်းတာပေါ့နော်တခုရှိတပတ်တာအတွက်ဆိုတော့အချိန်4နာရီအတိုင်းတာတွေပိုင်းနဲ့ဈေးအသက်3နေပိုင်းပြီးအောင်စောင့်ကြည့်ပြီးသွားပြီဆိုရင်ပြန်ဝယ်အရှုံးပိုင်းဈေးတန်း4100အောက်လောက်ပေးပေါ့နော်အမြတ်ပိုင်းဈေးတန်းကျွန်တော်တို့ဘယ်လောက်ထိယူလို့ရလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ဒီစုံလောက်ဒီပြကျွန်တော်တို့မြတ်ပိုင်းဈေးတန်းကကျွန်တော်တို့4280လို့4330လို့အထိကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ဒါပထမဝယ်တင်တဲ့ဈေးတန်းစုံပေါ့နော်ဒုတိယဝယ်တင်တဲ့ဈေးတန်းစုံကိုပြောပါလို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒုတိယဝယ်တင်တဲ့ဈေးတန်းစုံအောင်ကျွန်တော်ဘယ်လောက်မှရှိလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့တရက်တာနေထားကြည့်မယ်ဆိုရင်ဒီနားလေးဝင်းကျင်ပါရှိလိမ့်မယ်ဒီဝင်းကျင်ပါနော်ကျွန်တော်တို့4066နဲ့ကျွန်တော်တို့ဒီစုံဒီတော့ကျွန်တော်တို့4030 4040ပေါ့ဗျာ4040အဲ့စုံကြားမှာကျွန်တော်ကဘာရွှေစီကြခဲ့မယ်ဆိုရင်ဒါလာမယ့်ပတ်တွင်မှာရရက်ဝယ်လို့ရပါတေချာချင်းတော့ဗျာအဲ့4066နဲ့4040ကြားမှာဗျာအချိန်4နာရီအတိုင်းတာနဲ့စီအတက်တုံပြီးအောင်စောင့်ကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဝယ်လို့ရပြီအမြတ်ပိုင်းဈေးကဘယ်လောက်ထိလို့ရလဲကျွန်တော်တို့အနည်းဆုံးလိုချင်ဗျအနည်းဆုံးပဲကျွန်တော်ပေးချင်တာဟာတေချာတဲ့ဟာပဲလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီလောက်ပဲပေးပေါ့ဗျာ4180လောက်ပဲပေးအများဆုံးအနေနဲ့ကျွန်တော်4300တွေ4330ထိအမြတ်ပိုင်းဈေးတန်းပေးလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့4030ဈေးတန်းအောက်မှာပေးပါဒါပေမဲ့တခုရှိရတော့ဒါကကျွန်တော်တပတ်တာလုံးကိုခြုံငုံပြီးသုံးသက်ထားတဲ့ဈေးတန်းစုံအဝယ်ဈေးတန်းစုံတွေဖြစ်ပါတယ်တိကျတဲ့ဈေးတန်းစုံကိုလိုချင်တဲ့ဈေးတန်းတွေကိုလိုချင်တယ်ဗျအဝယ်တွေရေးတို့တွေပါလိုချင်တယ်ဆိုတော့တရက်တာသုံးသက်ချက်ဗျကျွန်တော်ရဲ့နောက်တစ်ပတ်ထဲ9ရက်မှာသုံးသက်မယ်တရက်တာချင်းလိုက်သုံးသက်ချက်ဗီဒီယိုတွေမှာပြန်ကြည့်ပါဒါကတော့တပတ်တာလုံးအနေထားကိုရေးဖူးရခြုံငုံကြည့်တဲ့ဈေးတန်းစုံလေးဖြစ်ပါတယ်ကျွန်တော်ဒီဈေးတန်းစုံလေးမှာတော့အဝယ်ကြိုက်တယ်ဟုတ်ပြီတကယ်လို့ဒါလာမယ့်တပတ်တွင်မှာတော့ကမ္ဘာရွှေဈေးတာဗျကျွန်တော်တို့အဲ့4040ဈေးတန်းအောက်မှာအချိန်4နာရီအတိုင်းတာနဲ့ပေါ့နော်ဈေးအကြတော့ကျွန်တော် market ခေါ်ရ H4 bear candle နဲ့ဖောက်ပိတ်သွားရင်တော့ကျွန်တော်အယောင်းစဉ်းစားပါမယ်ဘယ်ဈေးမှာရောက်မလဲကျွန်တော်ဒီ4066နာပြန်တက်ရင်ကျွန်တော်ရောက်မယ်ပြီးရင်4100ဒီ8နဲ့4133ကြားဈေးတန်းစုံပြန်တက်ရင်ကျွန်တော်ရောက်မယ်အခါကြရင်ပေါ့4040အောက်မှာအချိန်4နာရီအတိုင်းတာပိတ်ဈေးအကြတော့နဲ့ဖောက်ပိတ်သွားရင်ကျွန်တော်အခုပြခဲ့တဲ့ဈေးတန်းစုံလေးတွေကအယောင်းဈေးတန်းစုံလေးဖြစ်သွားပါလိမ့်မယ်အမြတ်ပိုင်းဈေးတန်းဘလောက်ယူမလဲကျွန်တော်3980တို့3980တို့ဒီယူပါမယ်အဲ့လိုမျိုးဆို4000အောက်ထိတောင်ကျွန်တော်ဖောက်ချသွားနိုင်ဒါလေးကကျွန်တော်တို့ဒါဒီလိုဖောက်ချသွားရင်တော့ဒီကျွန်တော်ပြောခဲ့တဲ့ဒီဈေးတန်းစုံနှစ်ခုကဈေးရောင်းဖို့အတွက်ပေါ့နော်ဈေးအကျဈေးတန်းစုံနှစ်ခုဖြစ်သွားပါလိမ့်မယ်ရောင်းဖို့အတွက်ပေါ့ကြည့်ရမယ်ကျွန်တော်ဈေးတန်းစုံနှစ်ခုဖြစ်သွားပါလိမ့်မယ်ခင်ဗျဟုတ်ပြီကျွန်တော်တို့တကယ်လို့ပြဈေးကကျွန်တော်မှန်းထားတဲ့ဒီအဝယ်ဈေးတန်းစုံကနေပြန်ကန်တက်ပြီးတော့အပေါ်ဈေးရောက်လာပြီဆိုကျွန်တော်ကရောင်းဖို့စဉ်းစားလို့ရဟုတ်ပြီဘယ်ဈေးကမှရောင်းတက်လဲပြီးခဲ့တဲ့တပတ်တော့ကျွန်တော်ဒီစုံဗျာဒီစုံမကြော်နိုင်ခဲ့ဘူးကျွန်တော်4300ဆိုကြပါတော့4340 4340ပဲကျွန်တော်ယူလိုက်တော့4335ပေါ့ဗျာ4335နဲ့ကျွန်တော်တို့4380ကြာဈေးတန်းစုံအပေါ်ဘက်က4380မမရအဲ့တော့4380ရောက်တော့ဘန်တုံးထွက်တဲ့နေ့ညကြီးမှာဘယ်လိုလုပ်မထွက်ခင်ဗျာ9မိနစ်လောက်လုံးမှတက်သွား
အဲ့4335နဲ့4380ကြာဈေးတန်းဆုံးမှာကျွန်တော်တို့အချိန်4နာရီအတိုင်းတာနဲ့ဗျာဈေးအကြတော့ကြီးကြီးတုံးပြီးသွားပြီဆိုရောင်းလိုက်တော့အရှုံးပိုင်းဈေးတန်း4380ထပ်ပေးပါအမြတ်ပိုင်းဈေးတန်းဘယ်လောက်ထိယူလို့ရလဲဒီကနေပေါ့ကျွန်တော်ပြန်ကြဘယ်ထိကြာသွားခဲ့လဲအနည်းဆုံးဗျာကျွန်တော်တို့ဒီ4230လို့ပေါ့ဒီယူလို့ရလဲအများဆုံးအနေနဲ့ဗျာပြီးခဲ့တဲ့တောက်ကြနေရဘယ်ထိကြာခဲ့လဲ4120ပေါ့နော်အနည်းဆုံး4230အများဆုံးအနေနဲ့4120ထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ဒါလာမယ့်ပတ်တွင်မှာဈေးတက်ခဲ့ရင်ပထမဆုံးရောင်းတင်တဲ့ဈေးတန်းဆုံးဖြစ်ပါတယ်အကြိုက်ဆုံးနဲ့ risk အနည်းဆုံးနဲ့ရောင်းဖို့အကောင်းဆုံးဈေးတန်းဆုံးပြောပါလို့ပြောမယ်ဆိုတော့ဒီဈေးတန်းဆုံးပဲဗျကျွန်တော်ဘယ်ဈေးတန်းဆုံးလဲမြင်မယ်ဆို4450ကျွန်တော်ဒီ4450ပေါ့နော်4450ဒီပါအကြာလာရမယ်4460ပြောတာကျွန်တော်အကြာလာရမြင်ထောက်နေလဲ4460မြင်နဲ့ဒီကြားဈေးတန်းဆုံးလေးပေါ့ဗျာ4490ကြားဈေးတန်းဆုံးလေးဖြစ်ပါတယ်အဲ့ဈေးတန်းဆုံးကြားဈေးတက်ပြီဆိုရင်ကိုက risk ယူရတဲ့ဆိုရင် aggressive ကောက်တာရောင်းပြလိုက်မဟုတ်ကိုက risk ယူရတဲ့ဟာတိတ်ကြမှာလုပ်ချင်တယ်ဆိုရင်တော့အဲ့4460နဲ့4490ကြားဈေးတန်းဆုံးမှာအချိန်4နာရီအတိုင်းတာနဲ့ဈေးအကြတုံးတရုံပြီးကျွန်တော် market ခေါ်ရ H4 bear candle တရုံပြီးတာကိုစောင့်ကြည့်ပြီးပြီးဆိုတာလည်းရောင်းလိုက်တော့အရှုံးပိုင်းဈေးတန်း4490ထပ်ပေးပါအမြတ်ပိုင်းဈေးတန်းခုနကအရောင်းလို့ပဲအနည်းဆုံး4230အများဆုံး4120ထိယူလို့ရပါတယ်ဒါကတော့ရောင်းတင်တဲ့ဈေးတန်းဆုံးလေးဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်တာတွေမှာကျွန်တော်ဈေးပြန်ကန်တက်နိုင်ချေရှိရလို့ပြောခဲ့ခါကျွန်တော်အဝယ်အားတန်တယ်လို့ထင်နေမယ်ဒါပေမဲ့ကျွန်တော်အောက်ဈေးရောက်မှာဝယ်မှာပြောကျွန်တော်ခုနကပြောတဲ့အောက်ကဈေးတန်းဆုံးနှစ်ခုမှာကျွန်တော်ဝယ်မှာဖြစ်ပါတယ်ဒါတော့မှ4040ဈေးတန်းအောက်မှာအချိန်4နာရီအတိုင်းတာအပိတ်ဈေးပေါ့ဈေးအကျနဲ့ဖောက်မပိတ်မှာနော်ဖောက်မပိတ်မှာတော့ကျွန်တော်ဒီဈေးတန်းဆုံးတွေမှာကျွန်တော်ပြန်ကြည့်ပြီးဝယ်မှာဖောက်ပိတ်သွားရင်တော့အဲ့ဈေးတန်းဆုံးတွေကအယောင်းပဲဖြစ်သွားမှာအဲ့လိုပဲအပေါ်ပြန်ကန်တက်လာပြီဆိုတော့ကျွန်တော်တို့ကအဲ့ပြန်ကန်တက်လာတဲ့အပေါ်ဈေးတွေမှာကျွန်တော်ရောင်းဖို့ချောင်းမှာဖြစ်ပါတယ်ကျွန်တော်အဝယ်အားတန်တာတော့မဟုတ်ဘူးဗျာကျွန်တော်အောက်ကနပဲလို့အောက်ဈေးမှာကျွန်တော်အချိန်ကြီးပြီးဝယ်မယ်အပေါ်ဈေးပြန်ကန်တက်လာပြီဆိုအပေါ်ဈေးမှာကျွန်တော်ကဈေးကွက်အနေထားကိုကြည့်ပြီးတော့ရောင်းမှာဖြစ်ပါတယ်ဒါတော့တပတ်တာအနေထားရပါတော့အယောင်းဝယ်လုံးတင်တဲ့ဈေးရဲ့အနေထားလေးဖြစ်ပါတယ်ဂျားဈေးဒီမှာတော့ကျွန်တော်တပတ်တာအနေထားရပြောမယ်ဆိုတော့တိတ်ပြီးတော့အယောင်းဝယ်တော့တိတ်မကြိုက်ဘူးဒါပေမဲ့ဂျားဈေးဒီမှာဘယ်ဈေးဒီမှာရောင်းဝယ်လုံးတင်လဲဆိုတာကိုလည်းကျွန်တော်ရဲ့တရက်တာသုံးချက်ဗီဒီယိုတွေမှာကျွန်တော်ထပ်ပြီးသုံးသက်ပြပေးပါမယ်အဲ့ဒီတရက်တာသုံးချက်ဗီဒီယိုတွေမှာပြန်ကြည့်ပေါ့နော်လာမယ့်ပတ်ထဲမှာတော့ကျွန်တော်အမြင်ကတော့ကျွန်တော်ကတော့တပတ်လုံးအတိုင်းတာရဈေးအတက်ပြန်လာနိုင်တယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဒါပေမဲ့ကျွန်တော်တပတ်တာဖြစ်တဲ့အခါမှာ9ရက်ရှိပါတယ်ကျွန်တော်တင်းလာအင်္ဂါနေ့မှာထိုးကြပြီဗျာဗုဒ္ဓဘူးကြတာပေးတောက်ကြနေမှာတက်သွားမျိုးလည်းဖြစ်နိုင်တယ်တခါတလေဖြစ်တတ်တာတင်းလာအင်္ဂါဗုဒ္ဓဘူးကြတာပေးဗျာ4ရက်စတိုက်ကြာတောက်ကြနေတရက်ထဲမှာအဲ့ကြာခဲ့တဲ့ဟာတွေကိုကြော်ပြီးတော့အကုန်တရက်ထဲနဲ့ထိုးတက်သွားမျိုးလည်းရှိတယ်အဲ့ကြောင့်ကျွန်တော်ပြောတဲ့တပတ်တာ3ချက်ဆိုတာမနေ့ပြန်ချက်ချင်းတက်မယ်လို့ဆိုတာမဟုတ်ဘူးเนาะတပတ်ခါတက်မယ်လို့ဆိုလိုတာမဟုတ်တပတ်တာအနေထားရတက်မယ်လို့ပြောခြင်းဖြစ်ပါတယ်တပတ်တာမှာ9ရက်ရှိတယ်ကျွန်တော်တင်းလာအင်္ဂါဗုဒ္ဓဘူးကြတာပေးတောက်ကြ9ရက်ရှိတယ်ကျွန်တော်တို့ပြဂျွန်22 23 24 25 26 9ရက်ရှိအဲ့အောင်သတိပြုဖို့လိုရတယ်เนาะအဲ့9ရက်တာလုံးအခြေခံအားဖြင့်အဲ့ရ9ရက်တာလုံးခြုံငုံကြည့်မယ်ဆိုရင်တက်မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ကြောင့်မနေ့ပြန်ကြာကောင်းလဲကြာနိုင်တယ်တပတ်ခါကြာကောင်းလဲကြာနိုင်တယ်ဒါပေမဲ့9ရက်လုံးခြုံငုံကြည့်မယ်ဆိုရင်တက်မယ်လို့ကျွန်တော်သုံးသပ်ခြင်းဖြစ်ပါတယ်အဲ့အလေးသတိပြုဖို့လိုရတယ်တရက်တာနဲ့မတူဘူးเนาะတရက်တာဆိုတာဒီနေ့တရက်တာတက်မယ်လို့သုံးသပ်တာဖြစ်တာပါကျွန်တော်ဒါတပတ်တာသုံးချက်ပြတာပြတဲ့ကမှာနောက်တစ်ပတ်တွင်စီအတက်အားအတင်တင်နဲ့တပတ်တာပိတ်နိုင်ခြင်းရှိတယ်ဒါမှမဟုတ်အတက်အားအနှဲငယ်နဲ့ပိတ်နိုင်ခြင်းရှိတယ်အဲ့9ရက်အတွင်းမှာပေါ့နော်အဲ့9ရက်အတွင်းမှာကိုကခုနပြောတရက်တာသုံးချက်တည်နေကိုကပြန်တန်းရှင်းကြည့်ပြီးတော့ဘယ်နေ့မှာတော့ကိုကအဝယ်ပူကောင်းလဲဘယ်နေ့မှာတော့ဝယ်ဖို့ပိုတင်တော်လဲဆိုတာကျွန်တော်ပြန်ပြီးတော့သုံးသပ်မှာဖြစ်ပါတယ်အဲ့ကြောင့်ကျွန်တော်လာမယ့်တပတ်တာကိုတော့ကျွန်တော်အမြင်ကတော့ကျွန်တော်တော့အတက်နဲ့ပိတ်နိုင်ခြင်းရှိရလို့ကျွန်တော်တော့သုံးသပ်ထားပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဘယ်စီတဲ့နေ့မှာဘယ်လိုပိတ်ရင်အဲ့ပြကျွန်တော်တို့ဂျွန်လနောက်ဆုံးအပတ်တွေဇူလိုင်လပထမအပတ်တွေမှာကမ္ဘာရွှေဈေးအတက်အားကောင်းနိုင်ခြင်းရှိတယ်ဒါမှမဟုတ်ဈေးအကျပဲဆက်သွားမလဲအဲ့ဟာကိုကျွန်တော်တို့ကကမ္ဘာရွှေဈေးရဲ့အနေထားပေါ့တပတ်တာအနေထားနဲ့ကျွန်တော်တို့တွားကြည့်ပြီးတော့ကျွန်တော်တို့တွားသုံးသက်ကြည့်လိုက်အောင်ခင်ဗျတပတ်တာဘယ်လာမယ့်တပတ်တာအပိတ်ဈေးရပါတော့ဘယ်ဈေးနဲ့အထက်မှာပိတ်ရင်ဘယ်ဈေးနဲ့အောက်မှာပိတ်ရင်ဘာဖြစ်မလဲဆိုတာကိုကျွန်တော်တွားပြီးတော့သုံးသက်ကြည့်လိုက်အောင်ခင်ဗျလာမယ့်တပတ်တာအပိတ်ဈေးရပေါ့ကျွန်တော်လာမယ့်ကျွန်တော်တောက်ကြနေပေါ့ဗျာကျွန်တော်တို့ဂျွန်လ26ရက်နေ့အပိတ်ဈေးကဘယ်ပေါ်ပိတ်ရင်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကျွန်တော်သုံးသက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့4430အထက်မှာကျွန်တော်တပတ်တာဈေးပိတ်နိုင်ခဲ့ရင်လေကမ္ဘာရွှေဈေးနောက်ဂျွန်လနောက်ဆုံးအပတ်နဲ့ဇူလိုင်လပထမပတ်မှာအတက်အားပြန်မြင်ရနိုင်ပါ4430အထက်မှာကျွန်တော်တို့တပတ်တာဈေးပိတ်နိုင်ခဲ့ပဲဆိုဒါပေမဲ့လက်ရှိဈေးချင်းနေတာ4430အထက်မှာပိတ်ဖို့ကနည်းနည်းတော့ chance တော့နည်းတယ်ခင်ဗျဒါပေမဲ့ဘာမဆိုဖြစ်နိုင်တဲ့ကမ္ဘာရွှေဈေးကွက်ဖြစ်တာမလို့တတိထားပါ
ပြီးရင်ကျွန်တော်ကဘယ်အောက်မှာတပတ်တာဈေးပိတ်သွားရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့4080ဈေးတန်းအောက်မှာဗျာ4080ဈေးတန်းအောက်မှာတပတ်တာဈေးပိတ်သွားရင်ကမ္ဘာရွှေဈေးအခုလာမဲ့ပတ်ထဲမှာ4000ဈေးတန်းအောက်မမြင်ရရင်တော့မှလာမဲ့ဇွန်လနောက်ဆုံးပတ်ဇူလိုင်လပထမပတ်မှာမြင်ရပါလိမ့်4080ဈေးတန်းအောက်မှာတပတ်တာဈေးပိတ်သွားခဲ့ရင်နော်အဲ့ဆိုဘယ်မှာပိတ်မလဲကျွန်တော်စောင့်ကြည့်ရမယ်4080အောက်ပိတ်ရင်တော့နောက်လာမဲ့ဇွန်လနောက်ဆုံးပတ်ဇူလိုင်လပထမပတ်မှာတက်တိုင်းလာလိုက်အောင်တော့ကျွန်တော်4000ဈေးတန်းအောက်မြင်ရလိမ့်မဟုတ်ဘဲနဲ့4430ထပ်ပိတ်သွားရင်တော့ကျွန်တော်အသက်အားပြန်ကောင်းတာမျိုးရေတိုအသက်အားပြန်ကောင်းတာမျိုးမြင်ရနိုင်ပါတယ်ကျွန်တော်မြင်ပြောမယ်ဆိုရင်တော့ဂျားတွေပဲပိတ်သွားဖို့မြင်ပါတယ်4430ထပ်လည်းပိတ်ဖို့မလွယ်လို့4080အောက်လည်းပိတ်ဖို့မလွယ်သေးဘူးကျွန်တော်4080အောက်ဘာညာပိတ်ဖို့ဆိုတာနောက်လာမဲ့ကျွန်တော်တို့ကျွန်တော်ဇူလိုင်လပထမအပတ်ဇွန်လနောက်ဆုံးအပတ်လောက်မှာပဲဖြစ်နိုင်မလားပေါ့တပတ်တာအပိတ်စေးပိတ်ဖို့ဆိုတာပေါ့နော်လက်ရှိလာမဲ့အပတ်ထဲမှာတော့4080အောက်လည်းပိတ်ဖို့မလွယ်ဘူးလို့မြင်လဲ4430အထက်လည်းပိတ်ဖို့မဖြစ်နိုင်ဘူးလို့မြင်တယ်ကျွန်တော်အမြင်အောင်ဒါတော့ကျွန်တော်အမြင်တာဖြစ်ပါတယ်မှားကောင်းလဲမှားနိုင်တယ်နော်ကမ္ဘာ့ချစ်ဈေးကမှာကျွန်တော်တို့ကဒါဘယ်ဟာမှကျွန်တော်ကျင်းတီပေါက်ဆိုတာမရှိဘူးကျွန်တော်ခုနကပြောကျွန်တော်ဒါကျွန်တော်အမြင်ကိုပဲကျွန်တော်ထုတ်ပေါ်ပြောကြားခြင်းဖြစ်တယ်တခုရှိရပါကျွန်တော်အဲ့လိုအမြင်တွေပါတုံးသက်ပြောကြားတဲ့အခါမှာကျွန်တော်ကဒါဘယ်သူမှမဆိုပေါ့ဒီဈေးကွက်နဲ့ပတ်သက်ပြီးအမြင်တွေရှိတယ်ဒါတချို့တွေဆိုရင်ခုနကပြောအမြင်တွေနဲ့တုံးသက်ပြောကြားတဲ့အခါဒါမဖြစ်နိုင်ဘူးဘာညာအဲ့လိုမျိုးတွေပြောကြားမျိုးရှိတယ်အဲ့ဒါပြတဲ့အခါကျွန်တော်ကခုနကပြောလို့ပေါ့ကျွန်တော်ကအမြင်တွေကိုထုတ်ပေါ်ပြောကြားတဲ့အခါမှာဘာမှကျွန်တော်ကကြောက်နေစရာမလိုမှားမှာကြောက်နေစရာမလိုဘာမှရှေ့ဝင်နေစရာမလိုကိုမြင်တဲ့အတိုင်းပဲခုနကပြောဘယ်သူမှမဆိုပြ100%မှန်တာမရှိဘူးကျွန်တော်လည်း100%မှန်တာမရှိဘူးကျွန်တော်ရှေ့ကတုံးတဲ့ချက်ဗီဒီယိုတွေပြန်ကြည့်လိုက်လွယ်တဲ့အခါမျိုးတွေရှိတယ်တက်ဆင်အောင်လွယ်တဲ့အခါမျိုးတွေလည်းရှိတယ်လွယ်တဲ့အခါမှာကျွန်တော်ဘာနဲ့ထိမ့်မယ် risk management နဲ့ထိမ့်မယ်ရှင်းတယ်မှားရင်မှားတယ်ပဲကျွန်တော်ရှင်းတယ်ခုနကပြောမှားရင်မှားတယ်မှန်တယ်ပဲဘာမှချက်စရာမှားလို့လည်းဘာမှချက်စရာဒါကိုယ့်အမြင်ကိုထုတ်ပေါ်ပြောကြရလေကျွန်တော်တို့ငယ်တော့ကဗျာကျွန်တော်ဆိုကြပါဆရာတင်ချပု္ပ္ပစာတပုတ်တော့ပြတယ်ဒီအဖေကပါလေကျွန်တော်တို့ကျောင်းသားဘွားတော်ဆိုတာကိုဖြေလိုက်ရင်ကိုမှားသွားရင်အတန်းထဲကလူတွေလောင်ပြောင်မှကြောက်တယ်ဆရာစုမှကြောက်တယ်အဲ့ဒါမပြောရဲကြအဲ့လိုပြောပါတက္ကသိုလ်ရောက်တဲ့အခါမှာအဲ့အလေးချင်းတွေပါသွားတဲ့အခါမှာကျွန်တော်ကကိုယ့်အမြင်မပြောတဲ့အခါမှာဖြစ်လဲလို့မေးမယ်ဆိုကိုယ်ပဲနောက်ဆုံးဘာမှမတီးဘူးမတက်တာပဲအဲ့ကြောင့်ကျွန်တော်ကခုနပြောကျွန်တော်ကျောင်းနေတက္ကသိုလ်တွေကကျွန်တော်တင်ယူလာတဲ့အလေးချင်းอ่ะကိုယ့်အမြင်ကိုယ့်အယူဆကိုတေချာတုံးတက်ပြီးတော့တေချာတော့တုံးတက်ဖို့လိုပါဘောနော်ရန်တန်းပြီးတော့ပြောလို့မရဘူးဗျာကျွန်တော်အမြင်ရဗျာကျွန်တော်ကတက်မယ်ဆိုပြီးတော့ကျွန်တော်ဘာမှလည်းခုနပြောလို့ဘာမှအကြောင်းပြချက်လည်းမရှိပါဒီတိုင်းပါစက်သေးကပြောချင်ရပြောဟာတက်မယ်ဆိုတဲ့ဟာမျိုးတော့တွားပြောလို့မရဘူးဟာကျွန်တော်ဘာလို့တက်မယ်မှန်းတာလဲ2018ဇူလိုင်အောက်ဂတ်စ်တော့ဒီလိုဖြစ်ခဲ့တယ်6ပတ်စတဲ့အစီအကျနဲ့ပိတ်ပြီးတော့နောက်တစ်ပတ်မှာအတက်နဲ့ပြန်ပိတ်တယ်ပြလက်ရှိကဘာရွှေစီအောက်ခြေစီနာကန်နေလို့အဲ့ဒီအနေထားကြီးကြောင့်ကျွန်တော်တက်မယ်မှန်းတယ်တစ်ဖက်ကသတင်းချက်လက်ပိုင်းတွေမှာရောက်ရင်လည်းကျွန်တော်ဘာကြောင့်တက်မယ်တုံးတက်လဲဆိုတဲ့သတင်းချက်လက်အပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အကြောင်းပြချက်ပြောပြအောင်အဲ့လိုအကြောင်းပြချက်တော့ရှိဖို့လိုတာပေါ့ဒီတိုင်းရန်တိုင်းပြီးတော့ပြောလို့တော့မရဘူးဗျာကိုပေါ့ကိုတုံးတက်ပြီဗျာကိုထွက်လာတဲ့အမြင်ယူဆချက်ကိုရဲဝံ့ပြောဖို့လိုတယ်မှားတာမှန်တာဒါဈေးကွက်ပိုင်းကျွန်တော်ဘယ်သူမှ100%မှန်တယ်ဆိုတာမရှိဘူးဘယ်သူမှဗျာဒီကမ္ဘာရွှေဈေးကွက်ကြီးကိုတုံးတက်တဲ့ခါမှာ100%ဗျာအမြဲတမ်းပြောတိုင်းမှန်တယ်ဆိုတာမရှိဘူးမှားတဲ့ခါလေးရှိမှာမှန်တဲ့ခါလေးရှိမှာဒီကမှန်တဲ့အကျဉ်းကြီးအတွက်များလာပြီဆိုကိုကဒီဈေးကွက်နဲ့ပတ်သက်ပြီးရောခုနပြောတော့သူကြုံရင်းကျက်လာပြီးကိုတုံးတက်တာအဆင်ပြေလာပြီလို့ပြောရမှာပေါ့နော်အဲ့ဒါကျွန်တော်ကခုနပြောလို့နော်ကမ္ဘာရွှေဈေးကွက်နဲ့ပတ်သက်ပြီးတုံးတက်ချက်တွေပြောတဲ့အခါမှာတက်မဲ့ကြမယ်ဘယ်လိုအချက်တွေကြောင့်တက်မဲ့ကြမယ်ပြောတဲ့အခါမှာကျွန်တော်ကတော့ကျွန်တော်အောက်မှာကိုမှန်မှန်တဲ့လူတိုင်းရဲ့ဟာတွေတုံးတက်ချက်တွေကိုကျွန်တော်လိုက်ကြည့်တယ်သူတို့ပြောတာ money ဖြစ်စေ money ဖြစ်စေသူတို့စီကခုနပြောလို့နော်သူတို့ဘာကြောင့်သူတို့အသက်မှန်းတာလဲအကြမှန်းတာလဲအဲ့ဒီຢာလေးကျွန်တော်ပညာလေးတွေရတာပေါ့နော်ခုနပြောလို့နော်သူတို့ရဲ့အယူဆလေးတွေသိရတယ်ကျွန်တော်တဲ့အတွေ့အကြုံရင်းချက်တဲ့လူလည်းပါကောင်းပါမယ်အဲ့ကြောင့်မင်းချက်တဲ့လူလည်းမပါကဘာရွှေခုမှစလိလာလူလည်းပါကောင်းပါလိမ့်မယ်လိလာကြပြီးလူလည်းလူပါမယ်အယောင်းဝယ်လို့တာကြားတဲ့လူလည်းပါကောင်းပါလိမ့်မယ်ကျွန်တော်အားလုံးရဲ့အယူဆတွေအမြင်တွေကိုကျွန်တော်တန်ဖိုးထားတယ်ပေါ့နော်ခုနပြောလို့ပေါ့နော်ကိုနဲ့အမြင်မတူတိုင်းဗျာအဲ့လိုကိုမန်ပေါက်တွေပါရင်မှာဟာလောင်ပြောင်တယောတာလို့ဆဲဆိုနေရမျိုးကကျွန်တော်လုံးဝအဲ့အကြီးကြတော့အဆင်မပြေဘူးလို့မြင်တယ်ပေါ့နော်အဲ့ဒါပြတဲ့အခါကျွန်တော်တို့ခုနကကျွန်တော်အမြင်နဲ့ကျွန်တော်ယူဆချက်ကိုကျွန်တော်ပုံမှန်လင်းပြောပါတယ်ဒါလူကြီးမင်းတို့လည်းကိုယ်အမြင်နဲ့ယူဆချက်တွေရှိတယ်ဆိုရင်ဒါကျွန်တော်ရဲ့ YouTube comment box တို့ Facebook comment box တို့ TikTok comment box တို့မှာရေးပြောပါဘာမှဖြစ်ကိုယ့်ရဲ့အယူဆလေးတွေပေါ့နော်ဘာကြောင့်တက်မှန်တယ်ဘာကြောင့်ကြောက်မှန်တယ်ဘယ်လိုဖြစ်လာနိုင်တယ်မှန်တယ်ပေါ့နော်ဒါဘာမှဟိုကျွန်တော်ကရှေ့ရုံနေစရာလည်းမလိုဘာမှကြောက်နေစရာမလိုမှန်ရင်မှန်တယ်မှားရင်မှားတယ်ပဲကျွန်တော်ကအဲ့လိုနီးနဲ့ပဲကျွန်တော်ကဒီကဘာရွှေဈေးကွက်တွေပါရောတုံးတက်တဲ့ခါမှာကျွန်တော်တို့ကအတွေ့အကြုံနေရလာမှာဖြစ်ပါတယ်တစ်ဖက်ကကျွန်တော်တို့ဘူးစတာတွေရလာမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ကခုနပြောကျွန်တော်အမြင်တိုင်းမှာကျွန်တော်ရဲဝင်တော့တယ်မှန်တာမှားတာနောက်ပိုင်းဗျမှန်တာများလာရင်တော့ခုနကဒါကောင်းတာနော်မှားတာများလာရင်လည်းအဲမှားတာများလာရင်ဒါတင်ကန်းလာယူရငါဘာလေးလွဲသွားလို့ငါယူဆချက်ကဘာလေးဒါဈေးကွက်ချင်းနေနဲ့ဘလို့လေးလွဲချော်သွားလို့ဘလို့အတွေးချော်သွားလို့အဲ့တင်ကန်းလာယူရမှာပေါ့ကျွန်တော်ကိုယ်တိုင်လည်းကိုချင်းဒီမှန်နေရမဟုတ်ကျွန်တော်ပြောလို့မျိုးပဲမှားတဲ့ခောက်တွေအများကြီးရှိတယ်မှားတဲ့ခောက်တွေကတင်ကန်းလာယူရမှာအဲကြောင့်ကျွန်တော်အမြင်ရ
ကျွန်တော်ရဲဝင်ပြောမယ်ဆိုရင်ဒါမဲ့ပတ်ထဲကဈေးအတက်မြင်ရလိမ့်မယ်လို့ကျွန်တော်တော့ရေပူရတုံးသက်ထားတယ်ခင်ဗျဟုတ်ပြီအဲ့ဒါဆိုကျွန်တော်သတင်းအချက်လက်ပိုင်းအောင်နော်သတင်းချက်လက်ပိုင်းအောင်ကျွန်တော်တို့တွားပြီးကြည့်လိုက်အောင်လာမယ့်ပတ်ထဲမှာဘာသတင်းတွေထွက်ဖို့ရှိလဲလက်ရှိမှာ breaking news တွေအနေနဲ့ဘာတွေကိုတတိထားရမလဲဆိုတာသတင်းချက်လက်ပိုင်းကနေတော့ကျွန်တော်တွားပြီးတော့လေ့လာကြည့်လိုက်အောင်ခင်ဗျဒီလာမယ့်ပတ်ထဲမှာကျွန်တော်တို့ကကမ္ဘာရွှေစီတက်ကြပေါ်တက်ရောက်မှုရှိနိုင်တဲ့သတင်းအချက်လက်9ခုထွက်ဖို့ရှိသတင်းစာနေရာတော့မရှိဘူးအင်္ဂါနေ့ပေါ့နော်ထိုင်းစံတော်ချိန်ည8:45ဗမာစံတော်ချိန်ည8:15မှာကျွန်တော်တို့ကအမေရိကန်နိုင်ငံရဲ့ဂျွန်လဝန်ဆောင်မှုအညွှန်းကိန်းဗျာဝန်ဆောင်မှုအညွှန်းကိန်းတွေထွက်ဖို့ရှိတယ်ပြီးရင်ကုန်ထုတ်လုပ်မှုအညွှန်းကိန်းတွေထွက်ဖို့ရှိတယ်အဲ့အညွှန်းကိန်းတွေကတော့တခုကကောင်းမှန်းထားတယ်တခုကမကောင်းမှန်းထားတယ်ပေါ့နော်သူကတော့အလယ်လက်လောက်ပဲပြောရမယ်ပြီးရင်ဗုဒ္ဓဘုနေ့ညပေါ့နော်ဂျွန်24ရက်နေ့ညထိုင်းစံတော်ချိန်ည9နာရီဗမာစံတော်ချိန်ည8နာရီခွဲမှာအမေရိကန်နိုင်ငံရဲ့မေလအင်ယာအသစ်ရောင်းချမှုနှုန်းထားထွက်ဖို့ရှိတယ်အဲ့အင်ယာအသစ်ရောင်းချမှုနှုန်းထားတော့ကောင်းမှန်းထားတယ်637K ပေါ့အရင်လောက် 622K ဆိုတော့เนาะကျွန်တော်တို့ April လောက် 622K ဆိုတော့ကောင်းမှန်းထားရပါเนาะပြီးရင်ကျွန်တော်တို့ကဂျွန်25ကျွန်တော်တို့တော့ကြာတာပရင်းနေပေါ့ကြာတာပရင်းမှာဆိုရင်ထိုင်းစံတော်ချိန်ည9ခွဲဗမာစံတော်ချိန်ည9နာရီမှာကျွန်တော်တို့ပြ9 PC price index YOY အမေပေါ့เนาะ9 PC price index MOM မေအဲ့တဲ့ရင်ထွက်ဖို့ရှိတယ်အဲ့တဲ့နေရာပြကျွန်တော်လက်ကူပမာလိုပါတာပြရမယ်ဆိုရင်တော့ဈေးနှုန်းပြောင်းလဲမှုအညွှန်းကိန်းတွေပေါ့เนาะနှစ်အလိုက်လာနိုင်ဈေးနှုန်းပြောင်းလဲမှုအညွှန်းကိန်းတွေတနည်းအားဖြင့်ကျွန်တော် inflation နဲ့လည်းသက်ဆိုင်တယ်လို့ပြောလို့ရတယ်ပြီးရင်ကျွန်တော်တို့ညအဲ့9နာရီအချိန်မှာပဲကျွန်တော်တို့က GDP ကျူ1ပေါ့နော်ပထမ3လပတ်တာကျွန်တော်တို့ဘာလို့ပြမယ်ဆိုရင်ဗျာပြည်တွင်းကုန်ထုတ်လုပ်မှုအချိုးပေါ့နော်အဲ့ရထွက်ဖို့ရှိတယ် GDP ကအရေးကြီးတယ်ကျွန်တော်တို့ GDP ကတော့အရင်တစ်ခေါက်ကအတိုင်း 1.6% ပဲထွက်မှန်းထားတယ်ပြီးရင်အဲ့ည9နာရီမှာပဲကျွန်တော်တို့ကအပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းနှုန်းထားလို့ပြီးရင်ပစ္စည်း order ပေါ့နော်ကုန်ပစ္စည်း order မှာယူမှုနှုန်းထားလို့ပါတော့ထွက်ဖို့ရှိတယ်အဲ့ကုန်ပစ္စည်း order မှာယူမှုနှုန်းထားပေါ့နော် durable good order မေးရတော့တော်တော်လေးညံ့မှန်းထားတယ်အရေးကြီးဒီသတင်းတွေထဲမှာအရေးကြီးဆုံးကအဲ့ကြာတာပရင်းညမှာထွက်မဲ့သတင်းတွေပြအဲ့သတင်းတွေကိုယူဆိုင်ပါအဲ့သတင်းတွေကကမ္ဘာရွှေစီအတက်ကြပေါ်တက်ရောက်မှုကြီးမားမားဖြစ်ပါလိမ့်မယ်ဒီသတင်းတွေထဲမှာကြာတာပရင်းသတင်းတွေကိုအဓိကသတိထားပါကျန်တဲ့အင်္ဂါနေ့နဲ့ဗုဒ္ဓဘုနေ့သတင်းတွေကတော့အလဲလက်သတင်းတွေပါပဲဒါအားကြီးအရေးကြီးတဲ့သတင်းမျိုးတော့မပါဘူးပြီးရင်ဒေါ်လာအင်သက်ကြည့်မယ်ဆိုတော့ဒေါ်လာအင်သက်က100အထက်ကိုကောင်းကောင်းကြီးတက်နေ100.6နှစ်တို့ပါလို့ရတယ်ဒေါ်လာအင်သက်ကလေအရင်တစ်ခေါက်တော့ကျွန်တော်တို့အဲ့ကမ္ဘာရွှေစီ4060တွေ4050တွေကြာတော့ကလေဒေါ်လာအင်သက်ကြီးက100တက်102တွေရောက်တယ်ခင်ဗျအဲ့လိုမျိုးကမ္ဘာရွှေစီဆက်ကြဖို့အတွက်ဆိုရင်တော့ဒေါ်လာအင်သက်ကြီးက100တက်အထက်ကျော်ပြီး102နားလောက်ရောက်မှကမ္ဘာရွှေရလဲ4000နားထိကျနိုင်လိမ့်မယ်ဒါတော့သတင်းပိုင်းကကျွန်တော်နှိုင်းရှင်းပြီးတော့မှန်းကြည့်တာပါ100တက်102တွေတက်နိုင်ဖို့လိုအပ်တယ်ဒေါ်လာအင်သက်လာမယ့်ပတ်ထဲမှာ4000နားကမ္ဘာရွှေစီ4000နားကျဖို့အတွက်ဆိုတော့ပေါ့နော်ပြီးတော့ကျွန်တော်တို့ကလက်ရှိမှာ breaking news နေနဲ့ကျွန်တော်တို့မနေ့တုန်းကဆိုရင်ကျွန်တော်အီရန်အစိုးရကဒီအစ္စရေးကလက်ဘနွန်တိုက်ခတ်လို့ဆိုပြီးသူဟောမုန်းရေးလက်ကြောင်ပြန်ပိတ်လိုက်တယ်ကျွန်တော်ပုံမှန်နေထားစဉ်းစားကြည့်ပါဆိုဟာအီရန်နဲ့အမေရိကန်စစ်ပြန်ဖြစ်တော့မယ်ပြဿနာတက်ပြီးဆိုတော့ကမ္ဘာရွှေစီကျတော့မယ်ပေါ့နော်ကမ္ဘာရွှေစီကျတော့မယ်ဆိုပြီးသုံးသပ်နေကြတယ်ဒါမှန်ကောင်းလည်းမှန်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုတတိထားမှာလက်ရှိမှာဒါ trend ရဲ့တုံ့ပြန်ပေါ့နော် trend ကအီရန်နဲ့တရားသူငញ្ញသဘောတူညီချက်ပေါ့ပနာမသဘောတူညီချက်ကိုသူကအမေရိကန်ဘက်ကပွင့်လင်းပြောမှနစ်နာတဲ့အချက်တွေပါရတဲ့အတိုင်းအဓိကအီရန်အသာစီးရတဲ့အချက်တွေပါရတဲ့သူကလက်မှတ်ထိုးလိုက်တယ်ပေါ့နော်ဘာလို့လက်မှတ်ထိုးလိုက်လဲမေးမယ်ဆိုရင်သူအနေနဲ့တခုတော့အကြောင်းပြချက်ရှိကောင်းရှိနိုင်တယ်ပေါ့သူဘာလို့ဆိုတော့အီရန်နဲ့အပြစ်ကတ်ရက်စဲဖို့အစောတလင်လုပ်လိုက်တဲ့ပုံကဂျားပြရွေးကောက်ပွဲကြောင်းလားဒါမှမဟုတ်လည်းသူအမေရိကန်နိုင်ငံတွေမှာဖိအားတွေများနေလို့လားဥရောပမဟာမိတ်တွေကမလို့လားဒါမှမဟုတ်သူအနေနဲ့တခုတော့အချိန်ရကျင်လို့ပေါ့တခုတော့ကိစ္စကိုလုပ်ဖို့အတွက်သူဂျားထဲမှာအချိန်ရကျင်လို့လားဒီအကြောင်းပြချက်ကြောင့်သူကအစောတလင်သူကလက်မှတ်ထိုးလိုက်တယ်မြန်ဆန်ဗျာဒါအမေရိကန်အတွက်နစ်နာနိုင်မဲ့အချက်တွေပါရတန်းနဲ့သူလက်မှတ်ထိုးလိုက်တယ်ဒီနေ့ထားမှာဒါအစ္စရေးကလက်ဘနွန်ဆက်တိုင်နေပြီးတော့သူတို့ကခုနပြောတော့ပေါ့အီရန်ကဟောမော်ရေးလက်ကြောင်ပြန်ပိတ်လိုက်တဲ့ခါမှာထရန့်ကဘယ်လိုလုပ်မလဲအီရန်ကိုကျွန်တော်တို့ကတွားပြီးထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်မှာလားအီရန်ကိုထပ်ပြီးတော့ချင်းချောက်မှာလားဒါမှမဟုတ်အစ္စရေးကိုတိုက်ခိုက်နေတာရပ်ဖို့ပြောမှာလားဒါဒီကျွန်တော်ကထရန့်ဘယ်လိုတုံ့ပြန်မလဲစောင့်ကြည့်ရမယ်ခင်ဗျာကျွန်တော်အီရန်ကြီးကဟောမော်ရေးလက်ကြောင်ကြီးပြန်ပိတ်လိုက်တဲ့ဟာအီရန်နဲ့အမေရိကန်ပြဿနာပြန်တက်ပြီးကမ္ဘာရွှေစီကြောက်ပြီးလို့တွားတတ်မှလို့မရအောင်ကျွန်တော်တို့ကအဲ့သတင်းပန်းကိုတော်တဲ့ခါမှာကျွန်တော်ကဒါ theory နဲ့တုံးတက်တာမျိုးကသတိထားမှာခင်ဗျာကျွန်တော်အရင်တော့ဆိုဗျာရုရှားနဲ့ယူကရိန်းစစ်ဖြစ်တဲ့ကမ္ဘာရွှေစီတက်မယ်ပြမနေ့တော့ဆိုလဲအမေရိကန်နဲ့အီရန်အစ္စရေးကိုဘုံအမေရိကန်နဲ့အစ္စရေးပေါ့အီရန်ကိုဘုံကျဲတယ်ကမ္ဘာရွှေစီတက်တယ်ဒီနေ့မှာကျွန်တော်ကအမေရိကန်နဲ့အစ္စရေးပေါင်းပြီးတော့အီရန်ကိုဝင်တိုက်တဲ့ခါမှာmatch လာမှာတက်မယ်ဆိုပြီးတော့ကျွန်တော်လိမ့်ဝဲကြတယ်ဒါပေမဲ့ဈေးကခဏပဲတက်ပြီးတော့ပြန်ပြုတ်ကြပါတယ်
ဟုတ်ပြီကျွန်တော်အခုတစ်ခေါက်မှာကျွန်တော်ကဒါအမေရိကန်နဲ့အီရန်ပြဿနာပြန်တက်ပြီးဆိုရင်တော့ကမ္ဘာ့ရွှေစည်းထိုးကြတော့မယ်ဆိုပြီးတော့အလွန်ကျွံရောင်းတာမျိုးတွေပါတော့မလုံးနဲ့ခင်ဗျာတတိထားဖို့လိုတယ်မကြနိုင်ဘူးလားတော့ကြနိုင်တယ်နော်ကျွန်တော်ပြောတာလည်းမှန်ကောင်းမှနိုင်တယ်ဒါပေမဲ့တတိသပြုတ်ဖို့လိုတယ် Trump ကဘာဘယ်လိုတုံ့ပြန်မလဲ Trump တုံ့ပြန်မှုကအရေးကြီးသေးတယ် Trump ကဗျာအီရန်ကြီးကိုဗျာတွားပြီးဘုံချတာမျိုးချင်းချော့တာမျိုးမလုပ်ဘဲနဲ့ဟာအစ္စရေးကိုပဲမင်းလက်ဘနွန်ကိုတိုက်တာရက်ပညာဆိုပြီးတွားဟိုကလုံနေရဆိုရင်တော့ကျွန်တော်ဈေးကွက်ကကျွန်တော်မြင်ပြောမယ်ဆိုသတင်းပိုင်းကအရန်ထိုးကြသွားမျိုးမဖြစ်နိုင်ဘူးခင်ဗျပြီးတော့ကျွန်တော်တခုတတိထားမှာလေဒီအီရန်ပြဿနာကျွန်တော်သတင်းစာမျက်နှာပေါ်ရောက်နေချိန်မှာတစ်ဖက်ကလည်းရုရှားယူကရိန်းပြဿနာအထူးသဖြင့်ယူကရိန်းကရုရှားရဲ့မဟာမိတ်ဘီလာရုကိုနော်သူရုရှားတပ်တွေကိုဘီလာရုနိုင်ငံနယ်မြေထဲမှာအခြေချပြီးတိုက်ခိုက်ခွင့်ပေးနေတာရပ်ဖို့ပါညာတိုက်ချင်းချောက်နေတဲ့သတင်းကိုလည်းကြားရပါချင်းချောက်နေတဲ့သတင်းအဲ့သတင်းကကျွန်တော်တိတ်ပြီးဟော့မဖြစ်ဘူးအဲ့ဒါရုရှားယူကရိန်းပြဿနာလည်းစစ်မြေပြင်ကျေပြန့်လာတယ်အစတော့ဗျာရုရှားနဲ့ယူကရိန်းတိုက်နေရတယ်ဘီလာရုနယ်မြေထဲမှာပါလာပြီဆိုရင်စစ်မြေပြင်ကျေပြန့်လာနိုင်တဲ့ထားမျိုးဖြစ်လာတနည်းအားဖြင့်ယူကရိန်းအနေနဲ့စစ်မြေပြင်ကိုချဲ့ပစ်တဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်သူအသာစီးရဖို့အတွက်ပေါ့နော်အဲ့အနေထားကလည်းကျွန်တော်သတိပြုရမယ့်အနေထားမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုအဲ့သတင်းကတအားကြီးကျွန်တော်သတင်းစာမျက်နှာတွေမှာတိတ်ဟောမဖြစ်တော့တကူတော့ချက်ပေါ့ရုရှားယူကရိန်းစစ်ပွဲကတော့ဖြစ်လာကြတဲ့အခါမှာတိတ်ပြီးတော့အလေးမထားရမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့သတင်းကလည်းကျွန်တော်လာမယ့်ပတ်တယ်မှာသတိထားမယ် breaking news နေနဲ့စောင့်ကြည့်ဖို့လိုအပ်တယ်ခင်ဗျအဲ့ဒါကျွန်တော်ကတော့ခုနကပြောသတင်းနေထားကိုတုံ့တက်မယ်ဆိုရင်ကျွန်တော်ကအီရန်ဟောမကြီးတဲ့ကြောက်ပိတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး Trump ကဘာဆက်လုပ်မလဲစောင့်ကြည့်အောင် Trump ကဗျာအီရန်နဲ့ပဲညှိနှိုင်းဆွေးနွေးမယ် Israel ကိုတိုက်ခိုက်မှုရခိုင်မှုပဲသူဖိအားပေးနေမယ်ဆိုရင်တော့ကျွန်တော်အမြင်ပါဘူးအရင်ထိုးကြဘူးမရှိနိုင်ဘူးဒါမှမဟုတ် Trump ကဗျာအီရန်ကိုသူကဘုံကျဲတိုက်ခိုက်တာတွေပါထက်လုံမဲ့ဘာညာဆိုရင်တော့ကမ္ဘာရွှေစည်းရကျွန်တော်မှန်းထားတဲ့စန့်ကျင်ဘက်ပေါ့ကျွန်တော်ကလာမယ့်ပတ်ထဲမှာတက်မှန်းထားတဲ့စန့်ကျင်ဘက်ကြောက်သွားမျိုးလည်းဖြစ်နိုင်ပါလေအဲ့ဆို Trump ကဘယ်လိုတုံ့ပြန်လဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်လက်ရှိချိန်ကြီးတော့ Trump တုံ့ပြန်မှုကထွက်မလာသေးဘူးဒီညတော့မဟုတ်ပြမနဲ့ဖြန်နေပါဒီမှာ Trump တုံ့ပြန်မှုထွက်ကောင်းထွက်လာနိုင်တယ်ဘယ်လိုဖြစ်လာမလဲဆိုတာကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမယ်ပြီးရင်ကျွန်တော်တို့ပြီးရင်ကျွန်တော်တခုရှိတာပေါ့လာမဲ့တပတ်ကျော်မှာကျွန်တော်တို့အရေးကြီးတယ်ဗျာနန်းဖန်တို့ပါတို့အလောက်ကင်တင်းတွေထွက်ဖို့ရှိတယ်အဲ့အလောက်ကင်တင်းတွေမထွက်ခင်မှာကမ္ဘာရွှေစည်းရ4000အောက်တွေပါကြပါမလားပေါ့နော်ကျွန်တော်မြင်ရမလွယ်ဘူးလို့မြင်တယ်ကျွန်တော်ကြမယ်ဆိုရင်တော့မှလေဥပမာကျွန်တော်အဲ့နန်းဖန်တွေပါထွက်တဲ့ချိန်အလောက်ကင်တင်းတွေထွက်ခံနီးဗျာဒါမှမဟုတ်ထွက်အပီမှာ4000စင်းအောက်တွေပါကြမလားပေါ့နော်လာမဲ့ဂျွန်လစတုတ်တာပတ်ထဲမှာတော့အဲ့လိုမျိုးအကြအားကောင်းဗျာ4000စီးတန်းအောက်ဒီပါဖောက်ကြတာမျိုးတော့မဖြစ်နိုင်ဘူးလားပေါ့နော်ဒါတော့ကျွန်တော်ယူဆချက်လေးပေါ့နော်မှားကောင်းလဲမှားနိုင်တယ်ကျွန်တော်ကတော့တကယ်လို့ကမ္ဘာရွှေစည်းကျသွားတာ4000စီးတန်းအောက်ကျသွားတာကအဲ့အလောက်ကင်သတင်းကြီးတွေမထွက်ခင်နဲ့ထွက်ကန်နီးပေါ့နော်ထွက်ကန်နီးနဲ့ဒါမှမဟုတ်ထွက်အပီမှာကျသွားရဲဆိုကျွန်တော်တို့ကသတင်းပိုင်းရပို့ပြီးတော့ကြည့်ကောင်းသလားပေါ့နော်အဲ့အလေးတော့ကျွန်တော်စဉ်းစားမိတယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတော့တစ်ချက်ကြည့်ရမယ်လမ်းရဲ့ဘက်တွင်မှာအမေရိကန်အီရန်ပြဿနာပြီးတော့တစ်ဖက်ကရုရှားဘီလာရုယူကရိန်းပြဿနာကိုလည်းတစ်ချက်စောင့်ကြည့်ဖို့လိုအပ်တယ်ခင်ဗျအဲ့ဆိုကျွန်တော်မနေ့ဖြန်အနေထားမှာကျွန်တော်သတင်းတွေရဘာသတင်းတွေတက်လာတယ်လဲအဲ့အရာကိုကြည့်ပြီးမှသတင်းပိုင်းရကျွန်တော်လာရကိုမှန်းလို့ရမှာဖြစ်ပါတယ်တစ်ဖက်ကဒေါ်လာအင်းနဲ့ပြောမယ်ဆိုတော့ဒေါ်လာအင်းတက်ကြီးကဗျာတရားအထက်မှာဗျာဖောက်တက်ပြီးတော့100နှစ်နားတွေပါရောက်သွားပြီဆိုရင်တော့ကမ္ဘာရွှေစည်းအကြအားတော်ကောင်းဖို့မျှော်လင့်လို့ရပါတယ်ခင်ဗျအဲ့လိုမှမဟုတ်ဒေါ်လာအင်းတက်ကဗျာဒီ101အောက်မှာပဲပြည်နေတွေ့တော့ကျွန်တော်ကမ္ဘာရွှေစည်းကိုအရန်အကြအားကောင်းဖို့တော့မျှော်လို့မရသေးဘူးအသက်ပြန်လာနိုင်သေးတယ်အဲ့ကြောင့်ကျွန်တော်ခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုသတင်းပိုင်းရလဲကျွန်တော်ယူဆတာတော့ Trump ကခုနပြောလို့ပေါ့နော်အီရန်ကိုတိုက်ခိုက်မှုတွေလုပ်တာတဲ့ Israel ကိုပဲသူဖြောင်းပြချင်းချောက်ပြီးတော့လက်ဘနွန်တိုက်ခိုက်မှုရက်စဲခိုင်းတာမျိုးဖြစ်နိုင်ခြေပိုများတယ်တစ်ဖက်ကရုရှားဘီလာရုပြဿနာလည်းနည်းနည်းကြီးကျယ်လာနိုင်တာပေါ့နော်စစ်မြေပြင်ကျယ်ပြန့်လာနိုင်တာပေါ့အဲ့ဒါတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကသတင်းပိုင်းရတယ်လမ်းပတ်ထဲတော့ဈေးအနည်းဆုံးပြဈေးနည်းနည်းပြန်အတက်တော့ကျွန်တော်မှန်းထားတယ်အဲ့တော့သတင်းပိုင်းအောင်နီးပညာပိုင်းအောင်ကျွန်တော်လာမယ့်ပတ်သက်အတက်မှန်းထားပါတယ်ဈေးနည်းနည်းပြန်အတက်တော့ကျွန်တော်ပြောရေတိုအတက်နော်ဟိုဈေးအတက်အရန်ကောင်းသွားမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးရေတိုဈေးပြန်အတက်မှန်းထားပါတယ်ဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ရဲ့အခုလာမဲ့ဂျွန်လစတုတ်တာဘက်တစ်ပတ်တာကမ္ဘာရွှေစည်းကွက်3ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို3ချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe feedback and follow လေးလုပ်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တီးတန့်ခြေခံနဲ့တက်ရောက်လို့ရပါတယ်အဲ့ဒါပတ်သက်ပြီးလည်းကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေကနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကမ္ဘာရွှေ Twitter အားလုံးပဲအခုလာမယ်ပေါ့နော်ဂျွန်လစတုတ်တာဘက်တစ်ဖက်တာပြင်မှာကမ္ဘာရွှေစည်းအသက်ကြောက်ကိုအထူးတတိထားအယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေများများပိုင်ဆိုင်နေကြပါစေလို့ကျွန်တော်စွတ်မကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီတစ်ပတ်တာ3ချက်ဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ပြရစီခင်ဗျာ